နာနုပြင်စနက်ကဟိတဲ့နော်ပြုံးဟန်ရေဟန်အသေးစိတ်ချစ်စရာကောင်းတဲ့မုန်းစရာကောင်းတဲ့အစရှိသဖြင့်အသေးစိတ်အမူအရာလေးတွေကိုလည်းပဲမမှတ်ရဘူးတဲ့ဟုတ်လားအဲ့ဒါလို့ဆိုလို့ရှိရင်တရားဓမ္မတို့ဦးဇင်းရဲ့တဏ္ဍာမှာယာကဒေါသတွေဟာဖြစ်လာမှာနော်အဲ့လိုယာကဒေါသမဖြစ်ရအောင်မြင်တာနဲ့ပတ်သက်ပြီးတော့နိမိတ်တကဟိနာနုပြင်စနက်ကဟိတော့ဒါယောက်ျားလေးပဲမိန်းကလေးပဲလှတဲ့အိုတဲ့သူ့ရဲ့အသေးစိတ်ပုံပန်းတန်တန်အမူအရာဓာတ်တွေကိုဦးဇင်းတို့ပိသက်ပေါင်းတဲ့တော့မှတ်သားလိုက်မယ်ဆိုလို့ရှိရင်စိတ်ထဲမှာချစ်ချင်းမုန်းချင်းဆိုတာကဖြစ်လာမယ်ပေါ့ချစ်ချင်းဆိုတာဒီနေရာမှာလောဘအဘိဇ္ဇာတရားမုန်းချင်းဆိုတာကတော့ဒေါမနတဗျာပါဒတရားဒါကိုရည်ညွှန်းဟုတ်လားအဲ့တော့မြတ်စွာဘုရားကကိုယ့်ရဲ့ဒီမျက်စိလေးကိုတတိတရားနဲ့မဆောင်စည်းလိုက်လို့အဲ့ဒါလို့လောဘဒေါသဖြစ်လာပြီဆိုလို့ရှိရင်ငါရဲ့စိတ်ဟာပင်ပန်းသွားလိမ့်မယ်ပူလောင်သွားလိမ့်မယ်ဒါကြောင့်ဒီမျက်စိကိုငါဆောင်စည်းမှဖြစ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့မျက်စိကိုတတိနဲ့ဘာလို့တုံးဆိုတော့ဆောင်စည်းတယ်တဲ့အဲ့ဒါအိန္ဒြိယေတုဂုတ္တရာရောဆိုတာအဲ့ဒါပဲမျက်စိကိုဆောင်စည်းတယ်